卡维卡帮婆娘呢平卡没。winning you 没有吧？文武馆。都说完了的钱，我这个在的。ကိုဝင်းဦးတို့တချင်းတွေလည်းကောင်းတယ်။ဟိုဆိုတော့ရှိသေးတယ်နော်။ရှေးခေအောင်ဆိုတော့ပဲ။ဟိုဟာလေပလေးပွမ်းဘီးစိတ်ဆိုတာ။ပလေးပွမ်းတန်းနိုင်ဟုတ်လား။ဘီးစိတ်ကလည်းတန်းနိုင်တယ်လေ။ပြီးတော့ကွာပလေးပွမ်းဘီးစိတ်မှာသူ့တက်မှာပလေးပွမ်းတန်းနိုင်တယ်။တရောင်းစားဆိုကျွန်တော်ပလေးပွမ်းတန်းနိုင်ရဲ့တချီလေးကျွန်တော်တငယ်ကျိုးရှာမချင်းနဲ့မင်းတက်ကြတဲ့အဝိုင်းမှာကျိုးကျိုးနေတာငါသိတယ်အောင်ချမ်းသာဖြစ်ဖြစ်တမလို့ဖြစ်ဖြစ်ရတယ်လေဒီနာနီနာငါအဲ့နာမသိဘူးလေအေးအဲ့ဒါကြောင့်အဲ့မဟုတ်တယ်ဦးတန်းနိုင်တချင်းတကယ်ကောင်းတာကိုတချင်းလေကွာစုလေကွာစုကိုကြားချင်းနဲ့လက်ခေါလေမတီးနဲ့စောက်ချင်းပါတယ်ဟိုတီးပါသေးဘာဖြစ်လို့အလကားရတာကိုလက်အေးပါโอเคဆွဲလိုက်အောင်လက်ခုပ်လေးချားချင်ပါတယ်ဗျာဆွဲမယ်ကျွန်တော်စုတချင်းလေးဆိုကြချင်ပါတယ်ကြောက်ပလေးဘောင်းတန်းနိုင်ရဲ့ချင်းလေးပါဟေးကြာမူးနေတာလားမသိဘူးမတော့ပါဘူးကွာလက်ခုပ်လေးတီးလို့ရပြီခွလပါကွယ်ကောင်းတာဗျာကိုရမိုက်တယ်ငါစိတ်လမနာလဲဘီသူဘာလေးစိုးနေတာလဲလဲဘူးတစ်လုံးတော့တီးတယ်ပြတ်တတ်တယ်လေထွက်ကုန်မအောင်မကွာဆွတ်ရိုက်နေတာပဲအဲ့တချင်ကဦးပလေးပွဲတန်းနိုင်ဆိုဆမ်ဆန်မင်းတော့နာကွဲပလေးပွားဦးသားနိုင်ရတော့သူ့စတိုင်နဲ့သူဆိုတာပဲငါကြတော့အဲ့တချင်းအစားဆုံးမချက်ကတည်းကစာသားတွေဝါကြတော့ငါစာသားတွေကရပြီးစားတော့ဝါစားတော့တကယ်ဦးသားနိုင်တချင်းတွေမဟုတ်အခုကင်းနေဆိုပြေးတတ်တယ်အခုချိန်ကြီးလက်ခံထားစေဘယ်တချင်းလဲ IC ဖွဲရရော့ကာကြီးဘသူတော့ကိုခွဲဖြူလေးဖြူမင်းမလေးခွဲဖြူလေးဖြူလားဟုတ်တယ်ဟောငါအိပ်ပျော်နေတော့ဘသူထုံးနဲ့တုတ်သွားမှမသိဘူးဘသူမှမတုတ်ဘူးလေးဖြူအေးဦးလေးဖြူဆိုတဲ့တချင်းဘယ်တချင်းလေးလဲလမ်းကွာလမ်းစာသားတွေမင်းနဲ့ငါချာစာသားတွေလိုနေလို့စာသားတွေလိုနေတာဖြည့်ပေးချင်တာရောကဘီရင်ကြီးပြပြီးတော့ကွာတနိုင်ငံလုံးကလက်ခံပေးမယ်ငါလက်ခံလို့မရဘူးဟုတ်ကဲ့ပါတချင်းကဒီလိုလေးနားထောင်နေတယ်မင်းနဲ့ငါချာမင်းနဲ့ငါရဲ့ချာကောင်းတာမင်းနဲ့ငါချာတွေကမင်းနဲ့ငါရဲ့ချာမင်းနဲ့ငါနဲ့ချာမင်းနဲ့ငါနဲ့ချာစာသားတွေလိုတတ်ပြည့်ပေးပါမင်းနဲ့ငါချာမင်းနဲ့ငါရဲ့ချာနှစ်ချာရှိပြီမင်းနဲ့ငါချာတွေကမင်းနဲ့ငါရဲ့ချာမင်းနဲ့ငါနဲ့ချာကောင်းနေပြီမင်းနဲ့ငါရဲ့ချာစာသားတွေထပ်ဖြည့်ပေးလိုက်ပါဟုတ်ကဲ့မင်းနဲ့ငါချာဒါကွာမင်းနဲ့ငါချာကိုသဘောပေါက်ပါပေးတတ်ရစာသားတွေဖြည့်ဆိုပေးခြင်းတယ်ဆိုလို့ပြည့်စော်ပေးနေတာလေရှေ့လေးနဲ့တိုးဆိုရှေ့တိုးဆိုဟုတ်ကဲ့ပါရတယ်လေရတယ်ရှေ့လေးနဲ့တိုးဆိုပါမင်းနဲ့ငါချာမင်းနဲ့ငါရဲ့ချာမင်းနဲ့ငါချာတွေကမင်းနဲ့ငါရဲ့ချာမင်းနဲ့ငါနဲ့ချာမင်းနဲ့ငါရဲ့ချာစာသားတွေဖြည့်ဆိုပေးပါဖြည့်ဆိုပေးနေတာဟုတ်ကဲ့ပါမင်းနဲ့ငါချာမင်းနဲ့ငါချာကိုပရိသတ်တွေတော်တော်သဘောပေါက်နေပြီလို့ပြည့်စုံပေးနေတာလို့စာသားတွေမရလို့ရှေ့လေးတိုးဆိုရှေ့တိုးဆိုအောင်မယ်ဟုတ်ကဲ့ရတယ်လေဟုတ်မင်းနဲ့ငါချာမင်းနဲ့ငါရဲ့ချာမင်းနဲ့ငါချာကိုသဘောပေါက်မင်းနဲ့ငါချာကိုသဘောပေါက်နေပြီရှေ့လေးတိုးဆိုလို့ရှေ့တိုးဆိုအောင်မလားဟုတ်တယ်ပြီးတော့ပြန်ဆွဲတင်မင်းတော့ငါပြန်မတတ်တော့ဘူးအဲ့ဒီအောက်ကိုရှေ့တိုးဆိုခိုင်းမှာစာသားတွေကိုရှေ့တိုးဆိုခိုင်းတာတချင်းတွေကတကယ်ဆိုမယ်ဆိုရင်အများကြီးဆိုလို့ရတယ်ခဏလေးပါဘာဖြစ်တာလဲခဏလေးပါဘာလို့လဲအောက်ကပြောနေပါကိုစူပါလေးကိုတချင်းတောင်းခြင်းလို့ပါတဲ့တခါတည်းပါကိုသွက်လက်ရဲတဲ့ကိုစူပါလေးကိုမြန်မာတန်စင်လေးမှာစုတော်ငွေ2သိန်းနဲ့တဲ့စုတော်ငွေက2သိန်းဟုတ်ကဲ့ဟိုတချင်းကဘေဒါကန်ဘာဖြစ်တယ်အဲ့တချင်းလေးတနေ့မှမင်းမရတနေ့မှမင်းမရပါဆိုတဲ့တချင်းလေးကိုဆိုပေးပါတဲ့စုတော်ငွေ2သိန်း
စုတော်ဝင်ကငါလိုချင်တယ်စုတော်ဝင်ကငါလိုချင်တယ် အေးလိုချင်ယူလေဆိုလိုက်လေ ဒါမဲ့စုတော်ဝင်ယူပိုင်းအဲ့တချင်းကဆိုရတော့မှာ အေးလေဆိုလိုက်လေ အဲ့ဒါပေးတယ်လေကြားမှသူတွေပေးတယ်လေမကြားသေးနဲ့ ဘာဖြစ်လို့ ငါမိုင်းနေပြောတာမလား ပိုင်းနဲ့ပြောတာကြားနေတယ် မိုင်းနေပြောတယ်ဆိုရင်အတန်ကိုတိုးထားလိုက်မယ် တိုးရလဲ အဲ့တော့ဒီစုတော်ဝင်2သိန်းကိုငါယူမယ် အဲ မင်းကတချင်းလေးကို မဟုတ်အဲ့ဒါဆိုငါဆိုလိုက်မယ်ငါအဲ့တ မ ချင် င်းဆိုလို့မရဘူးလေဟဲငါနာမည်ဘိုင်နေနဲ့လာတာလေငါနာမည်နဲ့တောင်းတဲ့အတွက်ဒီစုတော်ဝင်ငါရပြီဒါပေမဲ့အဲ့တချင်းကိုငါရှိရဆိုမယ်မင်းကနောက်ကနေနည်းနည်းထောက် နောက်ကကျွန်တော်ထောက်ပေးလိုက်မယ်အဲ့ဒါဆိုငါ ဘာတွေဝါစားနေမ မ လဲ သိဘူးလေပိတ်သက်မကြောက်အောင်လို့ကွာပင်ရလဲအဲ့တော့နောက်ကနေငါထောက်ပေးလိုက်မယ်ပိတ်သက်မသိအောင်လို့အဲ့ဒီစုတော်ဝင်2သိန်းကိုငါ9000တော့ပေး ရတယ် ပြန်ပြီးတော့ လေး3ချိုးတစ်ချိုးကတော့ရနော် โอเคကိုကျော်ကြီးအဲ့တချီကကျွန်တော်စုံနေကြသိလား ကျွန်တော်ဆိုပါကျွန်တော်ဆိုပါကြည့်ဒီကောင်မရဘူးဒီကောင်မရဘူးကျွန်တော် အဲ့တော့စူပါလင်းတနေ့မှမေးမရပါဆိုတော့စူပါလင်းစုတော်ဝင်2သိန်းနဲ့တောင်းထားပါတယ်လက်ကိုလေးတစ်ချက်လောက် TV အားပေးလိုက်ပါဦးဗျာโอเคပါကြည့်ပြီလေမသိသေးအောင်ငါထောက်ပေးရမှာမလားပြီးတော့အဲ့ဆိုလည်းပေး မဟုတ်လေမိုက်ကြီးနဲ့မပြောနဲ့လေကွာမင်းကဒီတိုင်းအစင်ပေါ်မှာဒီတိုင်းပြောလို့မိုက်နေမပြောโอเคအဲ့ဆိုကိုကျော်ကြီးဟိုကတနေ့မှမေးမရပါလေနော်ကိုတောင်ရဲ့โอเคပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားပေးတဲ့တွေကျွန်တော်အမားတော့ဗျာကျွန်တော်မဆိုးတော့ဘူးလို့နေတာ မဆိုရင်ကောင်းမယ်အဲ့တော့ငါဆိုလိုက်မယ်လေတကယ် ဒါပေမဲ့တောင်းဘာဖြစ်နေတာလဲမင်းပြောနေလို့လားငါပေးတတ်တယ်ပြောနေတာလေအဲ့တော့ကျွန်တော်မဆိုးတော့ဘူးလို့နေတာပါပေးတဲ့တွေဒါပေမဲ့ပေးတဲ့တွေကအရန်တောင်းဆိုတဲ့ခါကျတော့လေကျွန်တော်တနည်းမှမရမရပါဆိုရချင်းလေးဆိုပြချင်ပါတယ်မမတွေသဘောကျတယ်မလားသဘောကျရင်ဟိုဘက်မှာမမတွေသဘောကျရင်လက်ကုပ်တန်လေးကြားချင်တာโอเคကိုတာရဲ့တနည်းမှမရပါလို့အမိရပါတယ်လိုက်ကလည်းလွင့်နေတာနော် သိတယ် အောင်ကောင်းကရှက် โอเคရပြီ ရှက်ကွဲမယ်တရား အဲ့တော့ထောက် နည်းနည်းလေးရုံးမပြတ်စင်းနဲ့နော် သိတယ်ငါထောက်ပေးရင်ပြောနော် အေးပါ ငါထောက်ပေးမယ်နောက်ကနေ နည်းနည်းဆောက်ပါနော်ပေးတယ်လို့မသိသေးဘူး ဗီရာကံမလိုက်အောင်ကလိုက်တဲ့ခွန်းတာ ငါကတော့တကောမှမဟောင်းရသေးဘူးမင်းတို့ထောက်ခိုင်းနေတာမင်းတို့ KTV လိုက်ပုံနေတာမဟုတ်ဘူးတတောင်းသားရဲ့ နောက်ကထောက်ပေးနေရလေ နောက်ကထောက်ပေးတယ်ဆိုမဲ့မင်းငါမသိမသားလေးဆိုငါချီရဆိုရ ရရ ဒီကောင်ဘာတွေဘောဝါစားနေလဲမသိဘူးကွာ ညာ မင်းနဲ့ဟုတ်တယ်မပြောတော့သူ့လည်းမပြောတော့ ဆိုလို့နောက်ကထောက်ပေး နောက်ကနေထောက်ပေးပါ ပြန်တိပြလိုက်ပါကိုပြန်တိပြလိုက် အဲ့တော့ကျွန်တော်မပြောတော့ဘူးဆိုတဲ့သချင်းလေးကိုတနေ့မှမင်းမရပါဘူးအဲ့တော့တနေ့မှမင်းမရပါဆိုတဲ့သချင်းလေးကျွန်တော်ပြန်ဆိုပြကြပါမယ်โอเคကစားကြီး အတန်နဲ့မထောက်တော့ဘူးနော် ကျွန်တော်နဲ့မထောက်နဲ့ပေးတက်ရေးမိပါ ပထမဆုံးဗီရာကံဗီရာကံ အဲ့တော့ဒီလုံးထွေးနေတော့ငါဘယ်စာသားနဲ့စဆိုရမှာ မင်းငါကြောက်လို့လဲစင်တာနဲ့ထောက်ပေးရတယ်စောက်ဖေလို့မှာသာ မဟုတ်ဆိုမယ်ဆိုလဲတေးသေးချာချာဆို ပြီးအောင်အဲ့ဆိုလဲစုတော်ဝင်2သိန်းကျတော့ယူပြီးတော့တရောင်းသားသူကျတော့မျိုးဆိုးပြီးတော့ဒီကျတော့9000ပဲပေးပြီးနောက်ကကျွန်တော်ထောက်ပေးရအောင်မယ်အရင်သိသွားလားမသိဘူးဟော စိတ်မကြောက်ဘူးကြောက်တန်းကြော်ပြီးဟိုဘက်မီးပြ ရ လို့ ရ ပါ ရ လို့ပဲ ဆိုလို့ရရနောက်ကတားလေးပဲထောက်ပဲ အဲ့တော့ဒါလေးပဲထောင်နော် ပထမဦးဆုံးကလည်း ဟာရှားတာကွာ ဗီရာကံ ရှားတယ်ကွာ ဟာပြောင်းမ အရင်ကမထောင်နဲ့ အမပတ်စံကြပါပြီမင်းမယူရင်ငါယူလိုက်မှာနော် အဲ့မင်းစောက်လုံးတောင်မေးတယ်ဒါကြတော့တမ်းမြင်တယ် ဒီ နော် လိုမြင်လား ဟာပြဲပြီးတော့ကြည့်တာလား ရโอเคရโอเคရ ဆို ဗီရာကံ โอเคဒီရ ဗီရာကံ အေးရကံက လိုက်ရကွာ တဲ့ရောက်ကလိုက်ချက်ခွတ် ကြည်တူးဆိုင် ချစ်တို့ပြောဝင်နေတော့ ကြည်တူးစိတ်တို့ ကျင်းတို့ရိတ်တို့တေးခဲ့ဘူးလား မင်းတည်မှာ မကြည့်ဘူးငါကြည့်တယ်ဘယ်တော့ကြည့်အဲ့တော့ကျွန်တော်ဝါကလေးနဲ့ကိုယ်လေးလို့နဲ့ဝါငါစိတ်တို့လာငါကိုဝါကလေးစီသွားတောက်လိုက်တော့မှာနော်ဟိုအောက်ဆင်းပြီးတော့ ငါမင်းကိုတချင်းပရိသတ်တွေသိပါဆိုတော့နောက်ကနေပဲတချင်းထောက်ဝေးနေတာဟော ဒီလိုလုပ်လိုက် တာလေတာတိတိတကြတူ တာတာနဲ့ဘာတာတော့ဖေးလုံးပါတာ အဲ့တော့တာဒီနာပါပဲငါတို့မာကြီးတွေနဲ့ ငါတို့မကြီးတွေနဲ့ အဲ့လေငါတို့မာကြီးတွေနဲ့ မင်းကိုကျွန်တော်ထောင်ပေးသလိုကအောက်မှာထိုင်နေလိုက်မယ် ရကိုစောတီးပြလိုက်ဗျာဟာ ကျွန်တော်တေချာဆိုပါမယ် အဲ့